အားလုံးပဲမင်္ဂလာပါဆိုင်ကုံအပိုင်း80သူတက်တော်ဆောင်ဘိုးတယောက်ကကျွန်တော်ကိုပြောရင်ဟိုဘက်တီတာမှာအနောက်ရှက်အဟန်တာတွေများလွန်းလို့လေယာလုပ်ငန်းတွေနေ့စဉ်လိုပျက်စီးနေရကြပြီတယ်ဒါပေမဲ့ဂျပန်တွေနဲ့ပြင်သစ်တွေကတော့သူတို့အတွက်သတ်မှတ်ထားတဲ့ဝေစုကိုအပြည့်ရအောင်ဇွတ်အတ္တမယူလာပဲတယ်ဒါကြောင့်မို့အငတ်ဘေးစိုက်ကုန်တာတဲ့ဟော့ကာနှစ်ကိုချားလီတန်းဖြင့်ပြောပြသည်ဒါပေမဲ့ငါတို့ VNN ပြည်သူတွေဟာငါတို့ရဲ့လွတ်လပ်ရေးကိုပြင်သစ်တွေစီကရခဲ့ကြတာမဟုတ်ဘူးဂျပန်တွေလက်ထဲကရုံးထွက်ခဲ့ကြတာဟိုးကြီးအတန်ဒီမြင့်တက်လာပြန်သည်ပြင်သစ်တွေကထွက်ပြေးကုန်ပြီဂျပန်တွေကတော့ချွင်းချက်မရှိလက်နက်ချသွားပြီဗိုလ်တိုင်းပြင်ကထီးနှန်းကိုစွန့်သွားပြီနောက်ဆုံးမှာနှစ်ပေါင်း100နီးပါးလောက်ငါတို့ကိုချီနှောင်ထားတဲ့တန်ကျိုးတွေကိုငါတို့ကိုယ်တိုင်ဖျက်တောက်ပြီးရုံးထွက်နိုင်ခဲ့ကြပြီဒီနေ့ကစပြီးပြင်သစ်ကိုလိုနီနေချက်စနစ်ဟာစုံခန်းတိုင်သွားပြီချုပ်ငိမ့်သွားပြီလူလူပြိတ္တကြီးစီမှာကျွကြော်ဟဲ့တဲ့များသည်တခဲနှစ်ထပ်ပေါ်လာသည်သူတို့တမနာတေဤစိတ်တက်ကြွစေသောစကားများသည်လူတရက်လုံးစိတ်ကိုများစွာလှုပ်ရှားစေခဲ့သည်ဖြစ်ဟာဩဘာသာများသည်ရုတ်တရက်စိတ်မသွား10မိနစ်ခန့်များတော်တော်ညံလည်းရှိလူလူကြီးစီမှာအတန်များတိတ်သွားသည့်အခါခက်ဝေးမှလာနေသောလေမြန်တန်ခက်တဲ့ကိုကြားသည်ဂျိုးဆက်ကအတန်လာသို့မော့ကြည့်သည်အမတ်ဆက်လီအမေရိကန်ပြည်ထောင်စုလေတပ်မတော်မှဒီ38ကင်းလဲလေရင်အုပ်စုဖြစ်သည်လင်းမြများသည်ကြည်လင်သာသောကောင်းကင်မြင်ကိုနောက်ခံပြုကောင်မြောက်ဘက်သို့ဦးတည်ပြီးကုမင်းစီသို့ရှေ့ရှုပြန်လည်သွားနေကြခြင်းဖြစ်သူကြည်နေကိုင်းမှာပင်လေရင်များသည်လူလူစီသို့ထိုးဆင်းလာကြသည်အစမတန်များပြားလာသောလူစုလူဝေးကြီးကိုမြင်၍အနီးကပ်ကြည့်ရန်ထိုးဆင်းလာကြခြင်းမည်အခုဆိုရင်ငါတို့အနေနဲ့ယုံကြည်မှုအပြည့်အဝရှိရမယ်ဟိုသည်လူလူကြီးစီသို့ထိုးဆင်းလာနေသောလေရင်များကိုမော့ကြည့်ကလူများကြားနိုင်အောင်တအားအော်၍ပြောသည်မဟာမိတ်တွေဟာကိုယ်ကံကြမ္မာကိုဖန်တီးခွင့်နဲ့တန်းတူတာတူညီများခွင့်ရရှိရမယ်ဆိုတဲ့မူဝါဒကိုထိန်းသိမ်းပြီးငါတို့ဗီယက်နမ်နိုင်ငံလွတ်လပ်ရေးကိုအတိအမှန်ပြုလုပ်မယ်ဆိုတာယုံကြည်စိတ်ချရမယ်သူတို့နဲ့လက်တွဲပြီးဂျပန်ကိုတိုက်ခတ်ခဲ့တဲ့ပြည်သူမှန်သမျှလွတ်လပ်ရမယ်ဆိုတဲ့အချက်ကိုလေသူတို့သဘောတူလိမ့်မယ်ဆိုတာငါတို့နားလည်ကြမယ်သူဒီစကားကိုဆက်မပြောသေးပဲရပ်ထားလိုက်ကကောင်းကင်စီသို့မော်ကြည့်ပြန်သည်လေရင်တောင်ပံများနဲ့ကိုရီများပေါ်မှာငွေရောင်ကျဲပင်များသည့်အမေရိကန်လေယာဉ်များဖြစ်ကြောင်းကိုအခိုင်အမာဖော်ပြလျက်ရှိသည် OAS တပ်ဖွဲ့ဝင်များရဲ့ရင်းနှီးတွင်ထူးဆန်းသောအတွေ့အကြုံသည်ဝင်ရောက်နေသည်ဟိုချီမင်းဘိုယခုချိန်ထိအခါကောင်းခွင့်ကောင်းတရက်ကိုရရှိနေခြင်းဖြစ်ယခုလိုအချိန်မျိုးကြာကစားမှာတိုက်ဆန်ဆန်အမေရိကန်ကင်းလဲလေများရောက်လာခြင်းသည်သူ့အတွက်ကံကောင်းခြင်းပင်ဖြစ်သည်ဟုထင်လေများသည်အသစ်ပေါ်ပေါက်လာသော VMN ခစ်ကိုထောက်ခံကြိုးဆိုသလိုဖြစ်လျက်ရှိဟိုသည်လေမြန်တဲ့များကြားမှနေ၍လူကြီးကြားလာအောင်အတန်ကိုမြင့်ကသူ့မိန်ငုံကိုဆက်ပြောသည်အခုလိုတမိုင်းဝင်မဲ့အချိန်ခါမှာငါတို့ VNN ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ယာယီအစိုးရအဖွဲ့က VNN နိုင်ငံဟာလေလွတ်လပ်သောနိုင်ငံတစ်နိုင်ငံအဖြစ်ရည်တည်နိုင်တဲ့အခွင့်အရေးရှိကြောင်းနဲ့ယခုခါမှာလွတ်လပ်တဲ့နိုင်ငံအဖြစ်ရောက်နေပြီဖြစ်ကြောင်းဒီကမ္ဘာလုံးကသိအောင်ကြေညာလိုက်တယ်။ငါတို့အနေနဲ့ပြင်သစ်နိုင်ငံကိုဘယ်တော့မှဒူးမထောက်အညံ့မကန်အရှုံးမပြတော့ဘူးဆိုတာကိုလေကြေညာလိုက်ပြီ။အလွန်အဖိုးတိုက်တဲ့နဲ့လွတ်လပ်ရေးကိုပြန်လည်ဆုံးရှုံးမသွားဖို့အတွက်လိုအပ်လာရင်ငါတို့ပြည်သူတရက်လုံးကအသက်ပေါင်းများစွာကိုစတေးကြလိမ့်မယ်။ဒီလွတ်လပ်ရေးအတွက်ငါတို့ပြည်သူတရက်လုံးဟာအနိုင်မခံအရှုံးမပေးရဲ့စိတ်တဲ့ဇွဲတတိအပြည့်နဲ့တိုက်ခိုက်ကြလိမ့်မယ်ဆိုတာလေကဘာကသိအောင်ကြေညာလိုက်တယ်လက်ခုပ်အဘအတန်များအဆက်မပြတ်ထွက်ပေါ်လာနေခိုင်တွင်ဟိုချီမင်းသည်အတန်ချဲတဲ့ရှေ့မှနေ၍နောက်သို့ပြန်ဆုပ်၍ရက်လိုက်သည်လက်သီးကိုဆုပ်၍ခေါင်းမော်တို့မြောက်ကလူလူကြီးစီသို့အလေးပြုလိုက်သည်နောက်တစ်ခါများကြားတွင်လေရင်များသည်မြို့တော်ပေါ်မှဖြတ်ကာမြောက်ဘက်သို့ပြင်တန်းသွားကြသည်ဘင်ခရာပွဲတစ်ဖွဲ့မှကျေအောင်တောက်သည့်အောင်လန်တော်တချင်းကိုတီးမို့လိုက်သည်ကOAS တပ်ဖွဲ့ဝင်များအားလုံးအံ့အားသင့်ကုန်ကြသည် VMN ပျောက်ကြားတပ်သားများသည်အမေရိကန်နယ်ထံမှရဟာသည့်လက်နက်အသစ်ဆန်းများကိုကန်ဆောင်ကတက်ခွဲလိုက်ရှေ့နောက်တန်းစီပြီးချီတက်လာနေကြသည်ကိုပါမြင်ကြ၏ဗိုလ်မှူးကြီး Trish သည်ပျောက်ကြားတပ်သားများကိုကြည့်၍ပြုံးသည်ဖြက်ခနဲ့သတိအနေထားဆွဲလိုက်ပြီးတလီတစားအလေးပြန်ပြူသည်တမိုင်းတွင်မှတ်တမ်းတင်ရမည်ဗိုလ်မှူးကြီး Twin ရှိပုံကိုကင်မရာများနှင့်တစ်ဖြက်ဖြက်ရိုက်ယူကြသည်ဗိုလ်ကြီးဂျိုးဆက်နှင့်သူ၏ရဲဘော်များကလည်းဗိုလ်မှူးကြီး Twitch နီးတူပင်အလေးပြုကြသည်လူလူကြီးစီမှာလက်ခုပ်ဩဘာသများသည်တော်တော်နဲ့မစင်သမရဟိုချီမင်းကတော့သူနှင့်သူ့နောက်လည်းများအာဏာရရှိ၍မမျော်လင့်မဲနှင့်အမတ်မထင်အရေးပါအရာရောက်သောအခမ်းမှာပါဝင်လာခဲ့ကြသည်သူ့ကျေးဇူးရှင်အမေရိကန်များဘက်သို့လှမ်းကြည့်ကနိနိချိုက်ချိုက်ပြုံးလျက်ရှိလေသည်အလွန်အေးချမ်းသာသည့်ကိုလိုနီမြို့တော်ဖြစ်တစ်ချိန်သောအခါကဂျိုးဆက်တည်ထားခဲ့ရဘူးသောဆိုင်ကုန်သည်ယခုကတွင်စစ်တမ်းကိုခံထားရသဖြင့်မရှုမလားပျက်စီးလျက်ရှိသည်နေရာတော်များများမှာမမှတ်မိနိုင်လောက်အောင်ပင်ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်ကိုတွေ့ရ၏မိတို့ပင်ဖြစ်စေလေးဘက်လေးတန်းမှာအုတ်တိုင်းကာရန်ထားသည့်ဘ
ရင်တန်မန်တော်ဤစီးနေအောင်လွှမ်းနေသောတကားကိုမူသူကောင်းစွာမှတ်မိသည်ဤတကားသည်သူ1936ခုနှစ်တွင်ကမြင်တွေ့ခဲ့ရသည့်ပုံစံအတိုင်းခြေရလက်ရမပြတ်တည်ရှိနေသည်ဟုပင်ထင်သည်အနည်းရှိနတ်စင်ခေါမိုးတစ်စက်မြိတ်၌ချစ်စထားသည့်ကြီးခေါင်းလောင်းမှလည်းဟိုရုံးကအတိုင်းအရာမပြတ်တည်ရှိနေသည်လမ်းဘေးပလက်ဖောင်းလေး၌ကဲ့ရထားသည့် OLS စစ်ချီကားပေါ်၌ထိုင်နေသည့်ဂျိုးဆက်သည်အဆောင်အတွင်းပင်ဥယျာဉ်နေရှိတစ်ပင်မျိုးစုံနှင့်ပန်းမျိုးစုံမှထွက်လာသည့်ရင်းနှက်မျိုးစုံကိုရှူရှိုက်နေရသည်အမောင်ရိပ်သည်ကြာစင်းစွာပြုနေပြီသူခြေကားဆက်ကိုတဲ့ရရထားလိုက်သည့်အခါတိတ်ဆိတ်ငြိမ်သက်မှုသည်ချက်ချင်းပင်ကတ်တွေဖျားရှိခိုးကြောင်းကြီး၏မြောက်ဖက်ရှိလမ်းပေါ်သို့ကျအောင်လာသည်ဤတိတ်ဆိတ်ငြိမ်သက်မှုကြောင့်ဂျိုးဆက်စိတ်သည်တခဏမျှတော့ခြောက်ချခြင်းတလို့ဖြစ်သွား၏ထို့နောက်ခက်လန်းလန်းမှတနက်တံများကြားလိုက်သည်ထိုအခါကျတော့လေသူ့စိတ်သည်ထူးထူးဆန်းဆန်းပင်ပေါ့ဝါသလိုဖြစ်သွားသည်မငြိမ်ချမ်းမှုနှင့်ပြိပခဖြစ်မှုတို့၏တရုတ်တကန်ဖြစ်သောထို့အတန်များကြောင့်အခုလိုအလေလာခြင်းတွင်မလုံမလဲဖြစ်နေသောသူစိတ်ကိုအနှဲငယ်များတတ်တာခွင့်ရစေသည်ဟုသူထင်မိလေသည်ဆိုင်ကုံတို့လာမီတာဝန်ကိုလက်ခံခဲ့ရသည့်လွန်ခဲ့သောတနင်္ဂနွေနှစ်ပတ်ခန့်ကလေးဟာဂျိုးဆက်သည်သူ့စိတ်အခြေအနေကိုကောင်းစွာသိနေသည်ဆိုင်ကုံကိုသာရောက်ပါကသူ့အနေဖြင့်လမ်းကိုတွေးဖို့ကြိုးစားမိဖြစ်လမ်းနဲ့နောက်ထပ်တွေ့လို့စိတ်ကိုမိသည့်နည်းနဲ့မှထိန်ချုပ်၍ရလိမ့်မည်မဟုတ်ယခုချိန်ဆိုလျင်လမ်းသည်ပေါ်တီဘရော့စ်နှင့်လက်ထပ်ပြီးလောက်ပြီဟုသူတွက်သည်လုံသွားခဲ့ပြီဖြစ်သောအချိန်များကိုနောက်ပြန်ရွှေ့ဖို့ကြိုးစားခဲ့ပါမူအကျိုးဖြစ်စရာအကြောင်းမရှိသူသာလျှင်မိုင်မဲရကြလိမ့်မည်ဖြစ်သို့တော်လည်းသူလမ်းကိုမတွေ့ပဲမနေနိုင်အမှန်တော့သူ့အတွက်အကောင်းဆုံးသောနည်းလမ်းမှာအတိတ်ကဖြစ်ရများကိုမိပြစ်ဖို့အောင်းထုတ်ရန်သာဖြစ်သို့တော်လည်းသူသည်ကြိုးချောင်းစီလျော်မှန်ကန်နေသည့်ထိုနည်းလမ်းကိုလက်မခံနိုင်ဝါကွေလေရင်မီးလောင်မီပြက်ကြစင်ကအဖြစ်ကိုသူသတိရမိလေသည်ထိုစဉ်ကသူသည်လမ်းနဲ့နောက်တစ်ကြိမ်ထပ်ရမတွေ့ရတော့ပေတရရော့မိအရေးကိုတွေ့ကအကြီးအကျယ်စိတ်နှလုံးထိခိုက်ကြေကွဲခြင်းဖြစ်ခဲ့ရ၏တေဗီနှင့်ကြုံနေရသည့်အခိုက်တွင်ဤများလောင်စိတ်ခံစားခဲ့ရခြင်းသည်သူလမ်းပေါ်၌မိများလောင်တန်ရုံးစဉ်ကြီးနေသည်ကိုထင်ရှားစွာဖော်ပြနေသည့်တာရကတစ်ခုပင်မဟုတ်ပါလားသူဆိုင်ကုန်းသို့တွားတော့မည်ဟုသိလိုက်ရတော့ကသူကောင်းတဲ့သို့ပထမဆုံးဝင်ရောက်လာသည့်စိတ်ကူးမှာလမ်းနှင့်တွားရအောင်တွေ့ဆုံမှုပင်ဖြစ်သည်သူဆိုင်ကုန်းသို့ထပ်မလာမီဟနိုင်းမြို့သို့တရုတ်တပ်များရောက်လာကို၎င်းကူမင်းမှသူ့အတွက်ပေးဖို့မည်ညွှန်ကြားချက်များရောက်လာကို၎င်းစောင့်ဆိုင်နေကြရသည်ထိုစဉ်ကလည်းသူသည်လန်နိုး၏အိမ်ကိုမဖြစ်မနေသွားဖို့သာစိတ်ဆိုးနေခဲ့၏ထို့ပြင်လည်းသူသည်ဟနိုင်မှမထွက်ခွာမီကင်ကိုမတွေ့တွေ့အောင်လိုက်လံရှာဖွေခဲ့သည်လူချင်းတွေ့ကြသည့်အခါသူဆိုင်ကုန်းသို့သွားမည်ဖြစ်၍ထရမ်မီသားစုအတွက်မှားစရာရှိကမှားလိုက်ရင်ကင်ကိုပြောခဲ့သည်အမှန်တော့သူ့အနေဖြင့်ထရမ်မီသားစုထံဝင်လို့ကောင်းအောင်အကြောင်းရှာခဲ့ခြင်းဖြစ်ထိုစဉ်ကကင်သည်သူ့စကားကြောင့်တမျက်နှာလုံးနှီးရဲသွားသည်သူစိတ်အနှောက်အယှက်ဖြစ်သွားသည်ကိုဂျိုးဆက်မရိပ်မိအောင်ဖုံးကွယ်ထားဖို့ကြိုးစားသည်ဂျိုးဆက်ကိုမျက်လုံးချင်းဆိုင်၍မကြည့်သူကျမ်းမာချမ်းသာစွာဖြင့်သူ့နိုင်ငံလွတ်လပ်ရေးအတွက်သမရဟူချီမီနှင့်လက်တွဲတိုက်ခိုက်နေရသည့်အတွက်များစွာဝမ်းသာပျော်ရွှင်နေသည်ဟုသောစကားမှတပါတခြားထူထူမှားစရာမရှိဟုခက်တင်တင်ခက်မှတ်မာလေးတည်းဖြင့်ပြင်ပြောခဲ့သည်ကိုပြန်၍တတိယနေမိလေသည်မိတို့ဖြစ်စေအခုအင်ရှိရောက်၍ကားပေါ်မှဆင်းဖို့စိတ်ကူးလိုက်သည့်အခါတိုင်းမူဂျိုးဆက်သည်တုံဆိုင်ဆိုင်ဖြစ်လေရှိသည်တန်တရားစိတ်နှင့်စိုးရင်စိတ်များကသူ့ကိုဟန်တာလာကြသည်ဂိတ်ကားနီနီကျိုးများကိုပိတ်ထားသဖြင့်အတွင်းဘက်ကိုမမြင်ရပေမဲ့လေသူနောက်ဆုံးတစ်ခေါက်လာခဲ့စဉ်ကရောက်ခဲ့ဘူးသည့်အခန်းတစ်ခန်းကိုသူစိတ်မျက်စိအာရုံတွင်ပြန်၍မြင်ရလာသည်အခန်းမှခတ်မောင်မောင်အထက်တွင်ကျွန်းသားတလက်ထိုင်များခင်းကျင်းထားသည်သူသည်ထိုခန်းထဲမှပင်ဂျက်တီဘရော့စ်သေးဆုံးသည့်တရင်ကိုကြားခဲ့ရသည်ပြီးတော့လေလမ်းကသူ့ကိုညှင်းပယ်လိုက်သည့်ကိစ္စထိုကိစ္စကိုလေဤခန်းထဲမှပင်သူကြားခဲ့ရ၏ထိုစဉ်ကသူခန်းစားခဲ့ရသောမျှော်လင့်ချက်ပြက်ပြားခြင်းမှပေါက်ဖွာလာသည့်စိတ်အားငယ်မှုထိုစိတ်အားငယ်မှုမျိုးသည်ယခုအခါတဖန်အသစ်ပြန်၍အားသစ်လောင်ကသူ့ရင်ကိုရိုက်ခတ်လာပြန်လေပြီတကယ်တော့အချိန်ဒီသူတို့နှစ်အိမ်ဘဝများကိုအကြီးအကျယ်ပြောင်းလဲသွားအောင်ဖန်တီးခဲ့ပြီမဟုတ်ပါလားခုဆိုရင်သူ့တွင်မိမရှိနေပြီတားနှစ်ယောက်ပင်ရနေခဲ့ပြီလမ်းတစ်ယောက်လေအိမ်တော်တဲ့ဘဝသို့ရောက်နေတော့ပြီဤတွေးများသည်သူ့ကောင်းကိုများစွာဒုက္ခပေးလေရှိတော်လေသူ့ချစ်ကားဆက်ကိုမနှုတ်မီသူသည်မဝေခွဲမဆုံးဖြတ်နိုင်သောမျက်နှာထားဖြင့်ဂေတကားနေကြီးကိုငေးကြည့်နေမိသည်သူ့အနေဖြင့်ဤနေရာထိရောက်လာပြီးကမှလမ်းကိုမမြင်ရပေဘယ်နည်းနဲ့မှမပြန်နိုင်ခဏကလေးပဲဖြစ်ဖြစ်တွေ့ရမြင်ရလျင်သူကျေနပ်ပြီသူသည်ကားပေါ်မှဆင်းကခေါင်းလုံးကျုပ်ကို2ကြိမ်3ကြိမ်များဆွဲလိုက်သည်သို့တော်လည်းအတွင်းဘက်မှ10မိနစ်2မိနစ်ခန့်များတုံ့ပြန်မှုမပေါ်မလားအိမ်ထဲတွင်လူသူရှိနေသည့်ရေးလက္ခဏာများမမြင်ရမကြားဆိုင်ကုန်သည်ရခင်ကနေတူတော့မီမဟုတ်တိတိတကြီးပြောင်းလဲနေပြီဖြစ်ဤများလောက်အခြေအနေပြောင်းလဲနေချိန်တွင်ထရမ်မီသားစုသည်ဤအိမ်ကြီးတွင်နေမနေကြအောင်မမီလောဤအိမ်ကြီးတွင်သူတို့မိသားစု
နေကြလေဦးမည်ဟုသူဘလို့ကြောင့်များတွေးခဲ့မိပါလေသူသည်သူ့ကိုယ်သူပြန်၍အံ့ဩနေမိသည်မနေ့ကသူနှင့်ပိုဟော်တို့လေရင်ကွင်းမှမျိုးတဲ့သို့မော်တော်ကားနှင့်လာခဲ့ကြစဉ်ကဒီတီရှာနှင့်အမေရိကန်တို့ကိုကြိုဆိုပါ၏ပြင်သစ်တို့အတွက်နေရာမရှိပါဟုသောစာရန်ကြီးများကိုမြင်ခဲ့ကြ၏လမ်းပြီးဝဲရနှစ်ဖက်တွင်လည်းနီပွန်တပ်ပတော်မှမျက်စိပေါက်ချင်းချင်းမျက်နှာထားတုံတုံမုံမုံနှင့်ရက်နေကြသောလက်နက်ကန်ဂျပန်စစ်သားများကိုမြင်တွေ့ခဲ့ကြ၏သူတို့၏နောက်တင်မူနေ့စဉ်နေ့တိုင်းရန်ကုန်မြို့မှာလေကြောင်းခီးဖြင့်စုလိုက်ခွဲ၍ဆက်ရောက်လာနေကြသောပြည်တိရှတပ်မတော်အမှတ်20အိန္ဒိယတပ်မတော်မှစစ်သားများကိုဝမ်းမနက်သာကြိုဆိုနေကြသည့်ဗီယက်နမ်ပြည်သူလူထုပြည်တိရှတပ်များသည်စစ်ရှုံးဂျပန်များ၏လက်နက်များကိုသိမ်းယူပြီးဂျပန်စစ်သားများအားဂျပန်နိုင်ငံသို့ပြန်ပို့ပေးရန်ဆက်ရောက်လာနေကြခြင်းဖြစ်သည်မဟာမိတ်တပ်များစုံစုံညီညီမရောက်ကြသည်မီမငြိမ်မသက်ဖြစ်နေသောမြို့ရိပ်လုံခြုံရေးကိုဂျပန်စစ်သား4000ကယာယီတာဝန်ယူထားကြသည်သို့သောဂျပန်များသည်ထိုတာဝန်ကိုဝိကျတန်ကြီးများသာထမ်းဆောင်နေကြခြင်းဖြစ်လေသည်လမ်းမကြီးများ၏အပေါ်ဘက်တွင်ကန့်လန့်ဖြတ်၍ချိတ်ဆွဲထားကြသည့်အလံများတွင်ဗြိတိန်အမေရိကန်တရုတ်နှင့်ရုရှားလက်များပါတော်လေပြင်သစ်300ချေအလံကိုမူအစအနများပင်မတွေ့ရပေတောင်ပိုင်းဒေသ VMN အုပ်ချုပ်ရေးကော်မတီဌာနချုပ်တည်ရှိရာခြာနာလမ်းမကြီးထိပ်ရှိဟိုတယ် DV အပြင်ဘက်တွင်လည်းခက်ထက်မှကျော်သောမျက်နှာထားများဖြင့်စောင့်ကြည့်နေကြသည့်လက်နက်ကိုင် VNN ပျောက်ကြားတပ်သားများကိုကြိုးစက်မြင်ခဲ့ရ၏ပြင်သစ်ကိုလိုနီတပ်သားများမှမူယခုချိန်ထိတန်ဆူချိုးများကာယံထားသည့်ကျင်းစခန်းများအတွင်း၌တုံ့မများအဖြစ်ချုပ်နှောင်ခံနေရဆဲဖြစ်တကယ်တော့ပြင်သစ်တပ်သားများသည်ဂျပန်တို့ကသူတို့အားချိန်ချောက်၍မောင်းတင်ထားခဲ့သည့်မက်လာဂရင်းကဤအကျဉ်းစခန်းများအတွင်းသို့ရောက်ရှိနေခဲ့ကြခြင်းဖြစ်ပေသည်ယခင်ကကတ်တီနက်လန်အမည်ကိုယခုခါပါရီဘုံရိပ်သာလန်ဟုအမည်ပြောင်းထားပြီးထိုလမ်းမပေါ်၌ယခင်တစ်ချိန်ကအလွန်နှမင်းကြော်ကြားထင်ရှားခဲ့သောပြင်သစ်ဆိုင်ကြီးများမှာရစရာမရှိအောင်ဖျက်ဆီးခံထား၏ပြင်သစ်ပိုင်ပစ္စည်းများကိုလူရဲဖျက်ဆီးသည့်အလုံးမှာမြို့ရဲတွင်စတင်နေပြီဖြစ်သည်အရေးအတွက်2000ကျော်များရှိသောပြင်သစ်အရက်သူအရက်သားများထဲမှလူအချို့သည်မြို့တွင်လမ်းများပေါ်၌လွတ်လပ်စွာသွာလာလှုပ်ရှားနေကြတော့လေအရေးကြောင့်ပေါ်ပေါက်လာပါကသူတို့အားကာဝယ်ပေးပြီးမျက်နှာဖြူတက်ဟူ၍တထက်များမရှိပေလောလောဆယ်ဆက်ရောက်နေကြသည့်အိန္ဒိယတပ်နှင့်ဂေါရခါတပ်အရေးအတွက်မှလည်းများလာသည်မဟုတ်သူတို့မှလည်းလေရင်ကွင်းတအားပြီးဆက်ယုံဗန်းများနှင့်ပလိတ်ဌာနများကိုစောင့်ရှောက်ပေးရသည့်တာဝန်ဖြင့်အလုံများကမအားမလတ်ဖြစ်နေကြသည်အင်းနှင့်အားနှင့်ရောက်လာမည့်ပြည်တိရှတပ်များမှာရေချောင်းမှတင်မောများဖြင့်လာကြမည်ဖြစ်သည်ဖြင့်အော်တိုဘာလာဆန်ပိုင်းကြမှာရောက်လာဖို့ရှိယူဇန်နှင့်ဘိုဟိုတို့ OS unit ကွန်မန်ဒါထံတွားရောက်သတင်းပို့ပြီးမော်တော်ကားနှင့်မြို့ထဲမှဖြတ်ပြန်တွင်မြို့လေရှိဈေးများအားလုံးပိတ်ကာတိတ်ဆိတ်၆သွေးနေသည်ကိုတွေ့ရသည် VMN ဖွဲ့သည်ပြည်ရှတပ်မှုအားသူတို့နှင့်တွေ့ဆုံဆွေးနွေးရန်စကားကမ်းလှမ်းခဲ့သည်သို့တော်လည်းပြည်ရှတပ်မှုကလက်မခံမဲညှင်းပယ်ခဲ့သည်ဤညှင်းပယ်မှုကိုအကြောင်းပြု၍ VMN အဖွဲ့ကတပိတ်မောက်ဆန္ဒပြသည့်နေ့ဖြင့်ဈေးအားလုံးကိုပိတ်ထားရန်အမိန့်ပေးခဲ့၏ထို့ကြောင့်ဈေးအားလုံးတိတ်ဆိတ်၆သွေးနေခြင်းမိသည်ပြည်ရှတပ်ကလည်း VMN အဖွဲ့၏အမိန့်ကိုတုံ့ပြန်သည့်နေ့ဖြင့်မြို့တော်တွင်၌နေဝင်မိုးညင်းအမိန့်ကိုထုတ်ပြန်ခဲ့သည်သို့တော်လည်းတဲ့ရင်အားကနည်းနေသဖြင့်ပြည်ရှရောက်သည်သူတို့ထုတ်ပြန်ထားသည့်အမိန့်ကိုအများကတိတိကျကျလိုက်နာအောင်မဆောင်ရွက်နိုင်ကြစေသို့ဖြင့်လက်နက်ကိုင် VNN ချင်းတိုက်ခိုက်ကြသည့်တိုက်ပွဲများသည်နေရာအနှံ့ပြားနိုင်ဖြစ်ပေါ်လျက်ရှိလေသည်ကတိဒရေဖျားရှိခိုးကြောင့်ထိရှိရဘက်မှတစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်ပစ်ခတ်နေသည့်တနက်တန်များကြောင့်ကျိုးဆက်သည်နောက်သို့လေကနားဆွနေမိသည်ထို့ကြောင့်လည်းသူ့နောက်မှခေဒီကားတစ်ချက်ပွင့်သွားသည်ကိုသူသတိမထားမိသူပြန်လှည့်ကြည့်သောအခါကျမှသူသည်ပြုံးချင်းရင်ခြင်းမရှိပဲသူအားကြည့်နေသောလိုင်းကိုတင်းနှင့်မျက်နှာချင်းဆိုင်ဖြစ်နေသည်ကိုတွေ့ရလေသူတို့သည်တယောက်ကိုတယောက်အံ့အားသင့်ကကြည့်နေမိကြသည်ထို့နောက်ဂျိုးဆက်သည်သူ့ခေါင်းမှအုတ်ထုပ်ကိုဆွဲချွတ်လိုက်ပြီးပြင်းပြစကားပြန်လှမ်း၍နှုတ်ဆက်သည်တင်းကျွန်တော်ဂျိုးဆက်ရှာမယ်မှာအမှတ်မိရောဘူးလားတင်းသည်ပြုံးရနေသောဂျိုးဆက်မျက်နှာကိုတလေပခုံးမှဘိုးကြီးရာသူတစိမ့်များကိုတလေကြည့်နေသည်သို့တော်လေသူသည်ဂျိုးဆက်ဝင်တော့အောင်တကားကိုဖွင့်ပြခြင်းမပြုဟုတ်ကဲ့ပါဘိုးကြီးရှာမယ်ကျွန်တော်ခမရကိုမှတ်မိပါတယ်တင်းကပြင်းတဲ့ပေါ်သားဖြင့်ပြန်ပြောသည်ဒါပေမဲ့ခမရဘာဖြစ်လို့ဆိုင်ကုန်ကိုပြန်လာရလဲကျွန်တော်ဒီမှာရောက်နေတဲ့အမေရိကန်စစ်မစ်ရှင်တစ်ခုကိုကူညီဖို့တာဝန်ကြတယ်မနေ့ကပဲလေရင်ပြင်းတဲ့ဒီကိုရောက်တာကျွန်တော်ဟနွိုင်းကိုရောက်ခဲ့ပြီခမရညီကင်ကိုတောင်တွေ့ခဲ့သေးတယ်ခမရနဲ့ခမရမိဘတွေကတော့သူချင်းချင်းမှရှိနေရဲဆိုတော့သိကျင်ချင်မှာပဲလို့ကျွန်တော်ထင်ပါတယ်သူညီနာမည်ကိုပြောတန်ကြသောအခါတင်းမျက်လုံးများသည်ပိုရီချင်းမြောင်းသွားသည်သို့တော်လေးမျက်နှာထားကတော့လုံးဝပြောင်းလဲခြင်းမရှိစကားပြန်လေးမပေးခမရအမေနဲ့အဖေချင်းချင်းမှရှိကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျိုးဆက်ကပြောသည်ပြီးတော့ခမရနှမလေးလမ်းတယောက်ကောနေကောင်းပါရဲ့လား
ခနေ့ရင်ဆိုင်နေကြတဲ့အခြေအနေရဆိုရင်ဆိုင်ကုန်းမြို့မှာဘသူမှစိတ်မချမ်းသာကြပါဘူးတင်းကစိတ်မပတပါလေးတန်းဖြင့်ပြန်ပြောသည်ခမည်းသိနေတော့ပါပြီဒီမျိုးတော့ကြောက်စရာစိုးရင်စရာတွေနဲ့ပြည့်နေတဲ့မျိုးတော့ဖြစ်နေပါတယ်ကျွန်တော်လာတာအနောက်ရှက်ဖြစ်နေမယ်ဆိုရင်တော့ကျွန်တော်ကိုခွင့်လွှတ်ပါတင်းဒါပေမဲ့ခမည်းအမေအနေနဲ့ကင်အကြောင်းကိုသိရရင်ဝမ်းမြတာမလားလို့တွေးမိလို့လာခဲ့ရပါကင်ကကျွန်တော်ကိုပြောတယ်သူခမည်းဦးနဲ့အဆက်ပြက်နေတာနှစ်ပေါင်းမနေကြာပြီတဲ့တင်းစီတခဏမြောင်တွန်းဆုပ်လုံးနေပြီးမှဂိတ်တကားကိုဖွင့်ပေးသည်အထဲဝင်ပြီးခဏတော့စောင့်ပါကျွန်တော်အမေကိုခမည်းနဲ့တွေ့မလားလို့မေးပြပါမယ်